သူကလှုပ်ချင်တဲ့အလုပ်ကိုလည်းသိတယ်လှုပ်လဲလှုပ်တော့မယ်ပေါ့ငွေချင်းရင်းနှီးလဲတိုင်းတာတစ်ခုတည်းရှိတယ်လှုပ်လဲလှုပ်ချင်နေပြီပေါ့နော်ဒါပေမဲ့မလှုပ်ရဲသေးဘူးဖြစ်နေတဲ့သူတချို့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လေလှုပ်ချင်တယ်မလှုပ်ဖြစ်သေးဘူးဆိုတာကလေကြောက်စိတ်လွှမ်းမိုးနေတာအသက်တစ်ခုပြောပြမယ်နော်ကြောက်တဲ့အရာတွေရှိတယ်မကြောက်ရမယ့်အရာတွေရှိတယ်ဘယ်လိုအရာမျိုးတွေကြောက်ရမလဲဆိုလို့ရှိရင်ကိုကမဟုတ်တာလုပ်ရမှာကိုကြောက်မကောင်းတာလုပ်ရမှာကိုကြောက်သူများဒုက္ခရောက်အောင်ကိုလှုပ်ဖြစ်မဲ့ကိစ္စတွေဆိုရင်ကြောက်ကိုကြောက်ရမယ်အဲ့ဒါကြောက်ရမယ့်ကိစ္စတွေကိုအလုံးလုံးမယ်ဆိုတဲ့အလုပ်ကကြောက်စရာမလိုဘူးဒါဆိုကိုကောင်းတာလုပ်တာရိုးသားကောင်းတာလုပ်တာဒါကြောက်ရမယ့်ကိစ္စတွေမှာပါမနေဘူးအဲ့ဒါကြီးကိုကြောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်ထဲမှာဝင်ပြီးတော့မလုံးဖြစ်သေးတဲ့အဖြစ်ရှိအဲ့တော့ကြောက်တဲ့နာကိုပဲကြောက်ပါကြောက်ရမယ့်အရာမဟုတ်တာတွေကိုကြောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာထားပြီးတော့အချိန်ပေါ်မှာနဲ့ကြောက်တယ်ဆိုတာဘာလဲဆိုတော့ကိုယ့်ကိုအပြစ်တင်ပြောဆိုမှာကိုကြောက်တယ်ကိုယ့်ကိုကိန်းမှာကြောက်တယ်ရှုံးနေမှာကိုကြောက်တယ်အဲ့တော့အဲ့ဒီကြောက်စိတ်တစ်ခုတည်းကမေးလိုက်မယ်ဆိုလို့ရှိရင်လိုချင်တဲ့ဘဝရှိသိကိုသွားဖို့အတွက်ကတော့အနည်းစဉ်ရှောင်နေဖို့တော့လိုတယ်ကြောက်တယ်ဆိုတဲ့တိုင်းကြီးကိုကြောဖြတ်ဖို့တော့လိုတယ်မသက်ပြောပြီးကြောက်ရမယ့်အရာနဲ့မကြောက်ရမယ့်အရာရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားသိဖို့လိုတယ်မဟုတ်တာကိုလုပ်ရမှာကိုကြောက်ပါမကောင်းတာကိုလုပ်ရမှာကိုကြောက်ပါသူများကိုဒုက္ခပေးတဲ့ကိစ္စဆိုရင်တော့ကြောက်ပါအလုံးလုံးချင်တာကြောက်စရာမဟုတ်ဘူးလှုပ်ဖြစ်အောင်နည်းနည်းလေးလုပ်လိုက်ပါတော့လို့တိုက်တွန်းချင်ပါတယ်အချိန်တွေမကုန်ခင်ကိုလိုချင်တဲ့ဘဝကိုရောက်ဖို့အတွက်ကတော့အဲ့ဒီကြောက်စိတ်တွေကိုဒီနေ့ကနေစပြီးတော့ကိုရှင်တွေကလာတဲ့ခွန်အားတွေနဲ့တိုက်ထုတ်ပြလိုက်ပါကျေးဇူးတင်ပါတယ် post တဲ့ပါရှင်